哈利路亚，ဘုရားသခင်ကောင်းမြတ်ပါတယ်ဘုရားသခင်အစင်မဲ့လူသားတိုင်းပေါ်မှာကောင်းမြတ်တော်ဘုရားသခင်ဖြစ်ပါတယ်ဒီနေ့ဘုရားသားသမီးတယောက်ပြီဆိုရင်တော့သူများကိုလည်းမပုတ်ခတ်ချင်တော့ဘူးနော်ဘယ်သူဘယ်ဝါကိုလည်းနော်လူမျိုးခွဲခြားခြင်းစိတ်လည်းမရှိတော့ဘူးနော်ခိုင်ကနာခွဲခြားခြင်းစိတ်လည်းမရှိတော့ဘူးတဲ့နှလုံးသားထဲမှာဒီနေ့လူတယောက်ကိုနဲ့ဒီအယောင်အဆင့်ဒီကြည်နေသေးတယ်ဆိုတော့တင်တခုခုလိုသေးတယ်တင်းနှလုံးသားထဲမှာဖျားမရှိသေးဘူးတကယ်နှလုံးသားထဲမှာဖျားတကယ်ရရှိတဲ့အသက်တာဖြစ်လာပြီဆိုရင်တော့ကျွန်တော်လူတိုင်းကိုအရန်ချစ်တယ်ကျွန်တော်တိုင်းပြည်ကိုလည်းချစ်တယ်ကျွန်တော်ကောင်းဆောင်တွေကိုလည်းကျွန်တော်နော်ပုတ်ခတ်မဲ့အစားကျွန်တော်ဆုတောင်းပေးတဲ့အသက်တာဖြစ်လာတယ်နော်တင်းဇန်တူတယောက်ကိုတင်ဆုတောင်းပေးနိုင်တယ်တင်းဇန်တူတယောက်ကိုတင်မေတ္တာပို့နိုင်တယ်ဆိုရင်တင်ရှင်းမှန်တော့ဖျားသားသမီးဖြစ်သွားပြီတင်ကြည်မရတဲ့လူတယောက်ကိုတင်ဆုတောင်းပေးနိုင်တယ်ဆိုရင်တင်ဖျားသားသမားရှင်းမှန်တော့ဖျားသားသမီးဖြစ်သွားပြီဒီနေ့ကိုယ်နဲ့မတူကိုယ်နဲ့မဆိုင်တဲ့လူတယောက်ကိုတင်ဆုတောင်းပေးနိုင်တယ်မေတ္တာထားနိုင်တယ်ဆိုရင်တင်ဖျားသခင်ရဲ့သားသမီးဖြစ်သွားပြီကျွန်တော်တို့ကကျွန်တော်ခရိယန်ဖြစ်တဲ့ယုံကြည်သူတယောက်ဖြစ်တယ်ဆိုပြီးတော့နော်ကိုယ်နဲ့မတူကိုယ်နဲ့တခြားလူတွေကိုကဲရဲတဲ့ဝေဖန်မဲ့ပေါက်ခန့်မဲ့ဆိုရင်တော့မေတ္တာလည်းမပို့နိုင်ဘူးဆုတောင်းကောင်းခြင်းလည်းမပေးနိုင်ဆိုရင်ဖျားသားသမီးမဟုတ်သေးဘူးဒါကြောင့်ဒီကိုပေါင်းလာမှတော့ကျွန်တော်ယေရှုခရစ်တော်၌ဒီနေ့တင်နေကျွန်တော်ဟာညီကိုတွေဖြစ်တယ်တလုံးတဝဖြစ်တယ်ယေရှုခရစ်တော်၌ကျွန်တော်မိသားစုတွေဖြစ်တယ်ဂလာတိဩဝါဒစာခန်းကြီးတောင်အခန်းငယ်28မှာယေရှုခရစ်၌ယူရာလိုမရှိဟိလတာလိုမရှိဂျွန်မရှိယောက်ျားမရှိမိန်းမမရှိသူတခင်၌တင်တော့အပေါင်းတွေတလုံးတဝထဲဖြစ်သည်တဲ့ဒါကြောင့်ဒီကိုမောင်မကျွန်တော်မြန်မာပြည်တိုင်းသားဒီကိုမောင်မအားလုံးတမတော်သားအားလုံးရဲဝန်ထမ်းများအားလုံးပြည်သူ့ရှိဝန်ထမ်းများနိုင်ငံအားလုံးငြိမ်းချမ်းဖို့ဘီကင်းလုံခြုံဖို့ဒီနေ့ကျွန်တော်တတ်နိုင်တာတစ်ခုရှိတယ်ကျွန်တော်ဖရားထားတယ်ကျွန်တော်ဆုတောင်းခြင်းတစ်ခုတတ်နိုင်တယ်ဒါကြောင့်မို့ကျွန်တော်နိုင်ငံသူနိုင်ငံသားအားလုံးတော့ကျွန်တော်အမြဲတမ်းဆုတောင်းပေးတယ်ကျွန်တော်ကောင်းဆောင်တွေမကြိုက်ဘူးဟုတ်လားကျွန်တော်လည်းမကြိုက်ပါဘူးဒါပေမဲ့ကျွန်တော်မေတ္တာထားတယ်အမြဲတမ်းဆုတောင်းပေးတယ်လူတွေရဲ့နှလုံးသားကိုစိတ်နှလုံးသားကိုကျွန်တော်နိုင်ငံကိုပြောင်းလဲပေးနိုင်တာဘုရားသခင်ပဲဖြစ်ပါတယ်ဟာလေလုယာဒါကြောင့်မို့ဒီကိုပေါ့နော်ရှင်းမှန်တော့ဘုရားသားသမီးတယောက်ကကိုနဲ့မတူကိုနဲ့မကြိုက်တဲ့လူကိုမေတ္တာပို့နိုင်တဲ့ဆုတောင်းကောင်းချီးပေးနိုင်တဲ့လူတယောက်ဟာရှင်းမှန်တော့ဘုရားသခင်သားသမီးဖြစ်တယ်တင်ဆုလည်းမတောင်းပေးနိုင်ဘူးခွင့်လည်းမလွတ်နိုင်ဘူးကြည်လည်းမရဘူးဆိုတော့တင်ရှင်းမှန်တော့ဘုရားသားသမီးမဟုတ်သေးဘူးအဲ့လိုလူတွေတက်တာကတကယ်နော်ဝန်းနေစရာကောင်းပါတယ်နော်ဝန်းနေစရာကောင်းပါတယ်ဒီနေ့ဒီအပေါ်ယံကိုဘုရားသခင်ကစိတ်မဝင်စားဘူး